brother တို့ Roblox VPN မလိုဘဲနဲ့ဝင်လို့ရနေပြီဆိုတာသိကြလားဟုတ်ပါတယ်ကျွန်တော်တို့ဝင်နေရမှာအဲ့ဒါဆိုတော့ဘယ်လိုဝင်လို့ရတယ်ပြပြတယ်နော်အခုကတော့9:59မနက်ပိုင်းဗျာကျွန်တော်ကတော့ဒီတိုင်းဝင်ရမှာမဟုတ်ကျွန်တော်အစား VPN နဲ့သုံးနေရယ်ဒါပေမဲ့အခုကျွန်တော် VPN နဲ့မသုံးတော့ဘူးလားဘယ်လိုပါကြည့် no VPN ကျွန်တော်ဘာ VPN မှမချိန်တာဘူးဗျာဘာ VPN မှမချိန်တာဘူးအဲ့ဒီတော့ကျွန်တော်ဘယ်လိုဖြစ်လို့ဘယ်လို VPN ခံမနဲ့ဆော့လို့ရသွားလဲဆိုတာအကြောင်းရင်းရကြတော့ဗျာဟုတ်ကဲ့ချင်းကြောက်ကကျွန်တော်လုံမို့လာပြောတာလုံမို့လာပြောပေါ့နော်သူကလည်းဒီ VPN မခံမဲတဲ့သူကဆော့တယ်တစ်ခါတလေမှရတာကွာတစ်ခါတလေမှရတာအဲ့ဒါကိုသူလည်းတစ်ခါတလေမှရတဲ့ဟာပေါ့နော်သူလည်းကျွန်တော်အလီပြောပြရကွာပြောပြရဲအဲ့ဒါပြောပြရသူလည်းပြောပြရဲအခုသူကလည်းဂိမ်းဆော့နေတယ်မှာshit Leo ပေါ့နော် shit Leo အဲ့ဒီအရှိရစကလုံးကိုကျွန်တော်မပြောချင်ဘူးပေါ့နော်အဲ့စကလုံးနာမည်ပြောချင်တော့ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုတော့ကျွန်တော်အဲ့ဒါနောက်ထပ်ဆက်သွားတော့နော်ကျွန်တော်အခုဒါကတော့ကျွန်တော် force နဲ့ဝင်လာတာကျွန်တော်အစားဝင်တော့မရဘူး9 နာရီမနက်ပိုင်းကျွန်တော် brother တို့အခုဒီဗီဒီယိုကြည့်ပေးရတယ်ဝင်ပေးပေါ့နော်ကျွန်တော်ကလည်းခဏနေကြရင်ဗီဒီယိုတင်တော့ပါအခုက DM ပဲလို့ပေါ့နော် force တွေသွားလဲ force တွေသွားလဲမယ်ဆိုရင်ဒါကကျွန်တော် word 2ပေါ့နော် word 2သွားမယ်ဆိုရင်အဲ့ဒီတစ်ဆင့်ဝင်မို့ရင်နောက်တစ်ဆင့်ထပ်ဝင်ရတယ် brother တို့လည်းသိမှာပါအဲ့ဒါဟိုမှာကျွန်တော်ပထမတစ်ခါတော့ဝင်တော့ရတယ်ဒါပေမဲ့ auto ထွက်သွားတယ် auto ထွက်သွားရဲဆိုတာ word 2သွားနေတဲ့အချိန်မှာထွက်သွားတယ်အခုကကျတော့ word 2ဝင်ရပါလို့ကျွန်တော်ဗီဒီယိုတင်ပေးရဗျာပြောမယ်ဆိုတော့အဲ့ဒီကတော့သိပြီးတော့ဒီကရနေလို့ပဲကျွန်တော်ပြောပါတော့ဒီ VPN ခံပြီးတော့မရတဲ့သူတွေတော့ကတော့ကျွန်တော် Plato VPN ခံပြီးပေါ့နော်တော့လည်းအဲ့ဒီ VPN နဲ့တုံးလာဒါပေမဲ့ Roblox ဟို VPN ခံစရာမလိုတော့ဘူးဆိုတော့ကျွန်တော် DM ဆော့နေဒါပေမဲ့ဒါမနက်ပိုင်းလို့မဟုတ်ရလားဒါမှမဟုတ်မနေ့ကပဲ server တွေ crash သွားလို့ရသွားလားပြောတယ်ပေါ့နော်ဟုတ်ပြီဟာဒီ auto fan ကြီးอ่ะ auto fan နဲ့လာမိနေကွယ်ကျွန်တော်စမ်းပြမယ်ဗျာဒီကောင်လေးတက်သွားတာလေးရရင် okay အဲ့ဒါဆိုကျွန်တော်ထွက်လိုက်မယ် post ကိုမစမ်းပြတော့ post ကိုမစမ်းပြတော့ဘူးလားသလားအဲ့ဘာစမ်းရမလဲဆိုတော့ကျွန်တော်ဘယ်လိုပြောwhat about Murder Mystery စမ်းပြမယ်ဗျာအမှန်သူစမ်းပြမယ်တော့ဝင်လိုက်ပြီသူကဆက်ဆက်ချင်းဝင်ရချင်မှရအောင်နော်တွေ့လား VPN လုံးဝမသုံးတော့ဘူးမကြည့် VPN လုံးဝမသုံး VPN လုံးဝမသုံးဘူးမကြည့် VPN လုံးဝမသုံးဘဲနဲ့ဝင်လို့ရပါဗျာဘာလို့ကြည့်လိုက်တော့ဗျာVPN လုံးဝမသုံးတော့ဘူးနော်သုံးလို့ဆော့လို့ရတယ်ဗျာပင်အောင်လည်းချက်ကြည့်ကြည့်မယ်ဟိုင်းကောင်းလားမကောင်းလားချက်ပင်ကလည်း normal ပင်မယ်52 ms ပေါ့နော်ဗျာ holy shit ငါတော့ဆိုင်ရေးလို့ရတယ်နော် post ခုတော့တင်လာကျွန်တော်ဆိုင်ရေးလို့မရတဲ့ဟာပေါ့အဲ့ဒါကြတော့ကျွန်တော်အဲ့ဒီ VPN ခံရင်းနဲ့အဲ့လိုမျိုးဖြစ်သွားတယ်ကျွန်တော် VPN ပြန်ဖြုတ်ပြီးတော့အဲ့ဒီ VPN location ကိုခဏပြောင်းလိုက်တော့ကျွန်တော်ရသွားတယ်ပေါ့နော်ဟုတ်ပါပြီအဲ့ဆိုရင် block fruit သွားစမ်းကြည့်မယ်ဗျာ block fruit သွားစမ်းကြည့်မယ်ဒါဟို force က2ဆင့်သွားတယ်2ဆင့်ဝင်သွားတဲ့ဟာကိုတော့မပြရသေးဘူးဗျာ block fruit ဆိုရင်ရပါလားမရဘူးလားအဲ့ဒါကိုစမ်းကြည့်မယ်ဗျာဒီ round လေးကိုပြီးအောင်ဆော့လာအောင်မယ်ပေါ့နော်အဲ့ဒီနောက်တစ်ခုထပ်ပြောချင်တာပေါ့နော် Roblox ဟိုဒီကျွန်တော်မျက်နှာပဲပြလိုက်လို့ရသွားတာလားဒါမှမဟုတ်ဒီနေ့မနေ့ပဲရပါတယ်ကျွန်တော်တကယ်ချင်းမျက်နှာမပြတာဘူးပေါ့နော်မျက်နှာမပြတာဘူးအိုးနားမကြီးဟုတ်ပြီတော့တကယ်ချင်းမျက်နှာအဲ့ဒီလုံးဝမပြတာဘူးအဲ့ဒီ shit Leo ပေါ့နော် shit Leo ဟာပါမော်နော်သူ့လုံးဝအဲ့ဒီဘယ်ရောက်သွားအဲ့ဒီပဲအဲ့ဒီကောင်ဘယ်ရောက်သွားတွေ့ရတော့သူ online မဖြစ်တော့ဘူးနဲ့ပဲ okay ထားလိုက်ပါတော့အဲ့ဆိုရင်တော့ဟိုက water ဝင်လာကျွန်တော်မပြတာဘူးဟိုဆေတော့ထပ်မဝင်ပြတော့ကျွန်တော်အရင်ဆုံးမဝင်ပြဘူး Steve ပဲလားblock fruit ဝင်ရင်ဝင်လိုက်မယ်ဗျ block fruit
ဝင်ကြည့်လိုက်မယ်ရမလားဗျဟိုပထမတစ်ဆင်းတော့ရမယ်လို့ထင်တာပဲနှစ်ဆင့်ဂိမ်းနေရမလားဒါမှမဟုတ်ကျွန်တော် line မပြန်ထည့်သွားမလားပြောတတ်သေးဘူးနော်အဲ့ဒီလေ line မကောင်းတဲ့ဟာလေးပိုင်းပေါအောင်မရဘူး280ပဲကုန်ဖြစ်ပြီးနေတယ်ဟုတ်ပါရဲ့မဖို့မရဘူးပေါ့အဲ့ဒါကြောင့် force တက်ပြောင်းဝင်ကြည့်လိုက်အောင်ပဲဒါမှမဟုတ်ပဲမရတော့လားအဲ့ဒါဆိုဗီဒီယို recording ကလည်းဟိုကတင်လို့မရတော့ဘူးပါဗျာ no ရတယ်ဟုတ်လား glove ပဲမရတာ glove ပဲမရတာနော်တွေ့လားဒါပေမဲ့ပင်ကတော့လည်းပြောင်းသွား73ဖြစ်သွားတယ်ဆိုးပါဘူးအဲ့ဒီ100အထက်မဖြစ်ရင်တော့100ဒါမှမဟုတ်100အထက်မဖြစ်ရင်တော့ရတယ်ပင်ကောင်းတယ်လို့ပြောမှာပေါ့โอเคတော့ရင်းကြည့်တာရသွားပြီဗျာဒါ block fruit လုံးမှာဘာလို့မရလဲတဲ့ကျွန်တော်လာမေးပါနဲ့ဘာဖြစ်လို့လဲကျွန်တော်မသိပါဘူးဟုတ်ပါရဲ့ဘလို့ရအောင်အဲ့လေကျွန်တော်မေးပါနဲ့ကျွန်တော်လည်းလုံးဝမသိဘူးကျွန်တော်ပါနေကျွန်တော်တကယ်ချင်းပြောပြလို့ကျွန်တော်ဆော့အောင်လားပြောတော့တော်များများသိပြီးဟာမသိပြီးလားမသိဘူးကျွန်တော်ပြန်ပြောပြပေးရဗျာဟုတ်ပါပြီပေါ့နော်ကျွန်တော်ဘယ်လို force content နေကြိုက်တယ်ဆိုရင်ကျွန်တော်တင်ပြီးလို့ရတယ်ဒါကတော့ဒီကနေ့ဗီဒီယိုမှာပြောပြရပါတော့နောက်တစ်ခုကကြတော့ဘလို့domo content အနေနဲ့အဲ့ဒီတော့သိရတဲ့ဟာတွေကိုကျွန်တော်ချက်ချင်းပြန်ပြောပြပြီးဆိုတာကျွန်တော် YouTube channel မှာပြန်ပြောပြပြီးဆိုတာပြန်တင်ပြီးရတဲ့ပုံပဲပေါ့အခုကျွန်တော်တင်ပြီးရတဲ့အတိုင်းပဲပေါ့နော်ဘယ်တော့ကဒီညနာပြလိုက်လို့စာရိုက်လို့မရဘူးဆိုရင်ဘယ်တော့အဲ့ဒီ VPN ဒါမှမဟုတ်အဲ့ဒီ browser join နေတဲ့ VPN သုံးနေတဲ့သူဆိုရင်တော့ VPN location ချိန်ဥမှာခဏပေါ့နော်ဒါနဲ့စိတ်ပြောင်းလို့လည်းမရဘူးအဲ့ဒါတော့ခဏပြောင်းလိုက်ပေါ့နော်ခဏပြောင်းလိုက်ပေါ့ဗျာနောက်ဆိုလဲအဲ့ဒီ plateau ကိုကျွန်တော်ခဏပြောင်းပြီးတော့ကျွန်တော်အဲ့ဒီသုံးနေရပါတော့တုံးနေရဆိုတာတဲ့အဲ့ဒီခဏပြောင်းလဲတော့မပြန်ဆက်ရေးလို့ရတာလို့ပြောတာမျိုးမထင်တယ်ကျွန်တော်က VPN ကမတုံးတာဘူးဘာ VPN မှမတုံးတာဘူးပေါ့နော်ဟာဘာဖြစ်လဲဘာမအဲ့ဆိုရင်လေဒီဟာလေးကိုဒီမှာပဲဒီဗီဒီယိုလေးကိုမှဆုံးဖြတ်လိုက်တော့ဗျာကြည့်ရှုပြီးလို့လည်းကျေးဇူးတင်ပါတယ် bye bye